အားလုံးမင်္ဂလာပါနော်မလေးစကားအခြေခံနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပြချင်တာတော့ဗာလဲဆိုတော့မလေးလိုနင်းဒါမှမဟုတ်မင်းခမရအဲ့ဒါတွေကိုမလေးလိုခေါ်နေနေမျိုးရှိပါတယ်နံပါတ်1ကတော့အဝမဟုတ်ဘူးနော်အဝAWAK အဝAWAK ဆိုတော့ K နဲ့ဆုံးနေဆိုတော့ဝဖြစ်ရမယ်နော်ဝမဟုတ်ဘူးအဝနင်းမင်းခမရအဲ့ဒါကြီးရတယ်နောက်တစ်ခုကျတော့ကာမိုးကိုလည်းအဝနဲ့အဓိပ္ပာယ်အတူတူပါနင်းမင်းခမရဒါပြီးမဲ့ကျွန်တော်ပြောချင်တာပါလဲဆိုတော့လူတယောက်ထက်များရင်မင်းတို့အဲ့ဒါမျိုးခမရတို့အဲ့လိုမျိုးကိုပြောချင်ရင်ကိုရန်လို့ပြောတယ်နော်ကိုရန်မဟုတ်ဘူးကိုရန်ဆိုတာတော့ယော့တာနော်နဲတာယော့တာဒါပေမဲ့ကိုရန်မဟုတ်ဘူးကိုရန်KORANG ကိုရန်မင်းတို့ခမရတို့ပြောတာပါ